ဖဲငါလာပဲညီဖဲညီဖဲငါလာပဲညီဖဲမင်္ဂလာပါဒါဇလတ်တော်ပဲခူးတိုင်းဒေသကြီးမှာရှိတဲ့ဇလတ်တော်အပန်းပြေဥယျာဉ်မှာကျွန်တော်တို့စောင့်နေကြပါတယ်ရေပေါ်ဖြစ်ပြေးတယ်ရေပေါ်ဖြစ်ပြေးတဲ့ဘက်ထဲမှာဝက်ကြီးတကောင်အိတ်နေတာဖြစ်ပါတယ်ကလေးကစီးချင်းလို့អော်နေတာကိုဝက်ကြီးတကောင်အိတ်နေတာဖြစ်ပါတယ်တိုင်းရတယ်လားတိုင်းပြင်းတယ်လားဟိုလိုက်တာဘာစကားတော့ပြောလိုက်သေးတယ်အမေ